ကျွန်တော်ငယ်တော့မှတ်ရမှတ်ထားတာကျွန်တော်ကငယ်တော့ကျွန်တော်ရှိဖျားပွဲစီရှိဟိုတော့ဖျားပွဲစီအလွန်စီကျွန်တော်ရှိဖျားပွဲစီမှာသူကစိုင်းမုတ်လေးထောင်လာအဲ့ခေတ်ကကျွန်တော်တို့ကမဘငါးမှုရတယ်အဲ့ငါးမှုကလည်းကျွန်တော်တို့ကရွှေလောက်ကိုတန်မှုထားတာအကုန်စားလို့ရတယ်ခေါင်းမို့လည်းရေမို့အကုန်စားရအဲ့မှာကြားပြန်ဆိုစိုင်းမုတ်တင်ထားတာကလေးဆိုတော့ငငယ်လေးဆိုတော့ကျောင်းသားဆိုတော့ဒီကြားပြန်ထားပြန်အတောက်မိုင်းနဲ့ကဘာမကြားအတောက်မရှိတာဘယ်ရှိမလို့မသိဘူးအတောက်မိုင်းထားပြန်ကြားပြန်ကြောက်လန်းနဲ့ငါးမူလေးပေးတုံရီနဲ့ပေးစောင်းနေဆောင်အေးရလဲအေးတုံရီနဲ့ပေးပြီးအထဲဝင်ကြတော့ကြောက်တာကိုကြီးတာဘယ်တောင်းမှမတွေ့ခုံလေးပေါ်မှာတင်ထားတဲ့ကြံပြားလေးအဲ့ဒါကြားပြန်မယ်ရှက်ကလည်းရှက်ပူးထူသွားတာပဲဟောပြီရှက်လိုက်တာကိုအလိန်ခံရပြီးပြီအဝမှာလည်းအလိန်ခံရဖို့ငုတ်တို့ထိုင်ဆောင်နေလူတွေအများကြီးငါမှုကင်ထားပြီးတော့အဲ့ဒီလူတွေကိုမဟုတ်ဘူးခင်ဗျားတို့အဲ့ဒါကြမ်းပြားကြီးခင်ဗျားတို့လိန်နာလို့မပြောဘူးပေးကတ်နေတာထွက်လာတဲ့လူကိုမဲတာဘောအပြင်လူတွေကဆိုင်ပါလေကတ်လာအကြီးပဲလားကောင်းကြီးလားမောင်မလည်းမသိပါဘူးကြာဆိုထွက်သွားနောက်လူအဲ့ငါမှုထအလိန်ကတညာလုံးလိန်ခံရတာလားသူကလည်းမြမကြီးပတ်လိန်နေတာပြောလိုက်ပါလားမပြောဘူး